အပူပိုင်းနဲ့အပူရဝိုင်းဒေသတွေရဲ့ရွှွန့်နုနေတခြားမှာပန်းရောင်ချက်သားထားတဲ့အရောင်နဲ့ငှက်တစ်ကောင်ကကျက်စားလျက်ရှိပါတယ်။ထင်ရှားလာတဲ့အရောင်ကြောင့်မို့လို့သူ့ရဲ့ကြော်ရှင်းမှုနဲ့ဟန်ချက်ညီမှုကိုကိုစားပြုရဲဆိုပြီးဖလမင်ဂိုလို့ခေါ်တဲ့ငှက်ကလေးတွေအကြောင်းကိုအီကိုနိုဗာကနေတင်ဆက်ပြသပါရစေနော်။ကမ္ဘာတစ်ဝန်းမှာဖလမင်ဂိုမျိုးစိတ်ပေါင်း6မျိုးရှိတဲ့ထဲကအများဆုံးမြင်တွေ့နိုင်ရတဲ့မျိုးစိတ်ကအာဖရိကတောင်ပိုင်းဥရောပအရှေ့အလယ်ပိုင်းနဲ့တောင်အာရှတလွှားမှာတွေ့ရှိရတဲ့ Greater Flamingo ဆိုတဲ့မျိုးစိတ်နဲ့တောင်ပိုင်းအာဖရိကမှာရှိတဲ့ Lesser Flamingo လို့ခေါ်တဲ့မျိုးစိတ်တွေပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒီမျိုးစိတ်နှစ်ခုမှာဆိုရင် Greater Flamingo တွေရဲ့ခန္ဓာကိုယ်ကပန်းနုရောင်အဖြော့နဲ့အဖြူရောင်ပေါ်မှာရှိပြီးတော့ Lesser Flamingo တွေရဲ့အမွေးမြင်ကတော့ပန်းနုရောင်တောက်တောက်ရှိပါတယ်တဲ့။ဆိုတော့ဒီ Flamingo ငှက်ဆိုတာနဲ့နိုဗာတို့အရင်ဆုံးမြင်အောင်မြင်ရကသူ့ရဲ့ပန်းရောင်ခန္ဓာကိုယ်နဲ့နှုတ်သီးအကြီးကြီးတွေပဲမဟုတ်လား။ဖလမင်ဂိုငှက်ကလေးတွေရဲ့အဓိကအစားအစာဖြစ်တဲ့ရေညှိကြောရုံးမဲ့ရေတက်တဝါငယ်တွေပြီးတော့အင်းဆက်ပိုးလောင်းတွေတန်ကောင်နဲ့ခရုလေးတွေကိုသူတို့ရဲ့အောက်ဖက်ကွင်းနေတဲ့နှုတ်သီးကိုအသုံးပြုပြီးတော့ရေထဲမှာဇောက်ထိုးလန်တယ်ပြီးတော့ခေါင်းကိုဘေးလိုက်လှုပ်ရှားတယ်အဲ့လိုနဲ့ရေနဲ့ရွှွတ်နေတဲ့အစာအာဟာရတွေသူတို့တွေစစ်ထုတ်ယူကြပါတယ်တဲ့ဖလမင်ဂိုငှက်တွေကိုပန်းရောင်ငှက်အဖြစ်ထူးခြားစေတဲ့အမွေးမြင်လေးတွေကတော့သူတို့စားသုံးတဲ့ပဇွန်လုံးလေးတွေနဲ့ရေညှိလေးတွေမှာပါတဲ့ Carnotenoid လို့ခေါ်တဲ့အဆိုးသေးကြောင့်မလို့ပဲဖြစ်ပါတယ်အဲ့တော့ဒီအစားအစာတွေချုပ်တက်သွားတယ်ဆိုရင်တို့ရဲ့အမွေးရောင်ကအဖြူရောင်အဖြစ်ကိုဖျောက်သွားနိုင်ပါတယ်တဲ့ဖလမင်ဂိုငှက်တွေကရွှေပြောင်းနေထိုင်ကြတော့မရှိကြဘူးဆိုပေမဲ့ရာသီဥတုအခြေအနေတွေရေချိုင်ဝမ်းအပြောင်းလဲတွေနဲ့အစာရည်သာပေါများမှုတွေပေါ်မူတည်ပြီးတော့ဒေသအလိုက်ရွှေပြောင်းနေရှိကြပါတယ်များသောအားဖြင့်ညဘက်တွေမှာရွှေပြောင်းကြပြီးတော့တညကိုကီလိုမီတာ600အထိတောင်ခရီးမြင်နိုင်ရရှိကြပါသေးတယ်တဲ့ဒါရင်မကသေးဘူးပေါ့နော်ဖလမင်ဂိုငှက်ကလေးတွေကလည်းလူတွေလိုပဲအုပ်စုဖွဲ့နေထိုင်နေအဲ့လိုသာမကပဲနဲ့မိတ်ဆွေစစ်တွေနဲ့ရေရှည်ခိုင်မြဲတဲ့ပေါင်းသင်းဆက်ဆံရေးတွေကိုလည်းတိစောက်ထားကြပါတယ်တဲ့ဖလမင်ဂိုသားပေါက်လေးတွေဖြစ်လာဖို့အတွက်မိခင်ကတစ်ခါကိုအုပ်ကြီးတစ်လုံးပဲဥလေးရှိပြီးတော့အဲ့ဒီဥလေးတွေကို28ရက်ကနေ32ရက်ခန့်ဝတ်ပေးပြီးမှဖလမင်ဂိုသားပေါက်လေးတွေပေါက်ဖွာလာပါတယ်မိဘနှစ်ပါးလုံးကဝိုင်းဝန်းကျွေးမွေးပြုစုကြပြီးတော့ငှက်နို့ကိုလည်းတိုက်ထွေးကြတယ်။သားပေါက်ပြီးတော့ရက်တစ်ပတ်10ပတ်3လခန့်မှာပြန်နိုင်တဲ့ဖလမင်ဂိုလေးတွေအဖြစ်အသွင်ဆောင်လာပါတယ်။ဖလမင်ဂိုတစ်ကောင်ရဲ့တက်တန်းကဆိုရင်တောရိုင်းမှာအနှစ်30ခန့်ရှိပြီးတော့ထိမ့်သိမ်းထားတဲ့ငှက်ကလေးတွေဆိုရင်အနှစ်50 60အထိတက်တန်းရှိနိုင်ကြတယ်ဆိုပေမဲ့ဒီအခုခေတ်ရဲ့မျိုးပြဖွံ့ဖြိုးရေးနဲ့ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးမှုကြောင့်မို့လို့ဖြစ်ပေါ်လာတဲ့ဒေသညဉ့်ဉန်းမှုတွေရာသီဥတုပြောင်းလဲမှုတွေနဲ့ရေတိမ်ဒေသတွေကိုဆုံးရှုံးပျက်စီးလာကြတာကြောင့်မို့လို့ဖလမင်ဂိုငှက်လေးတွေရဲ့နေထိုင်ရာအိမ်လေးကိုဖျက်ဆီးတယ်လို့ပဲဖြစ်လာပါတယ်တဲ့ပြီးတော့ကျတော့သူတို့ရဲ့တားပေါက်တဲ့ဒေသတွေမှာပေါ့နော်လူတွေကဝင်ပြီးတော့နှောက်ယှက်တာကြောင့်မို့လို့ဖလမင်ဂိုငှက်တွေကအတိုင်းနဲ့ဥတွေကိုလည်းဆွန့်ခွာသွားတတ်ကြပါတယ်တဲ့တချို့နေရာတွေမှာဆိုရင်ဟိုတယ်တွေမှာအလှတစားအဖြစ်ထားရှိဖို့ဒါမှမဟုတ်ဘူးဆိုရင်အလှတက်ပုံရိုက်ဖို့အတွက်တောရိုင်းကဖလမင်ဂိုငှက်လေးတွေကိုတရားမဝင်ဖမ်းဆီးတာတွေရှိနေပါတယ်တဲ့အဲ့လိုဖမ်းဆီးရာကနေပြီးတော့ဖလမင်ဂိုငှက်ကလေးတွေဒဏ်ရာရတယ်တိတ်ဆုံးခြင်းတွေဖြစ်ပေါ်လာပြီးတော့ဒီလိုဖမ်းဆီးခံရတဲ့ငှက်ကလေးတွေအဆိုရင်တဘာဝအတိုင်းပြန်နေမျိုးပွားနိုင်တော့မှာမဟုတ်ပါဘူးဒီတော့ဒီပန်းရောင်ငှက်ဆိုပြီးတော့ထင်ရှားလာပါကြတဲ့ဖလမင်ဂိုငှက်ကလေးတွေကရှားပါမျိုးစိတ်ဖြစ်လာနိုင်စေတဲ့လားလာတွေတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးတဘာဝတရားကြီးကဖန်ဆင်းပေးထားတဲ့ဒီပန်းရောင်တန်းပြီးလှပတဲ့ငှက်မျိုးစိတ်တစ်ခုမျိုးသုံးမသားဖို့အတွက်ဆိုရင်နိုဗာလေးတို့မှာလည်းတာဝန်ရှိရနော်ဒီလိုထူးခြားလာတဲ့တတ္တဝါလေးအကြောင်းကိုအီကိုနိုဗာကအစင်မပြတ်မျှဝေပေးတော့မှမို့လို့ like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်နော်